ကြီးကျွန်တော်မျက်နှာချင်းဆိုင်ရမယ်လူမရှိဘူးကြာ ဩအဲ့ဒီမိန်းမရှာမနဲ့3ပွင့်ဆိုင်လိုက်လေကွာတယောက်ပါရိုက်ကြမရိုက်တတ်ဘူးလား ဟာမဟုတ်မရိုက်တာကြတော့မင်းနေလို့အစဖော်နေတာဟုတ်ကြအဲ့ရှင်ကတာလို့လေဝယ်ချလဲ ဒါပဲလားကျွန်တော်ကလောက်ဆရာချင်းအားမလောက်ဆရာကြီး အေးအာမနာတဲ့ကောင်ရှေ့ထွက်ခဲ့ ဟုတ်ကဲ့ ဒီလိုရရတယ်ကွာ ခဏရပါဟိုပါလေဟာမိကိုဟောက်ရိုက်ကွာကြည့်ချီကားလက်ကားနဲ့ဘယ်သူနဲ့ဘာဖြစ်လာလဲမမီးကိုပြောစမ်းသား ဟိုလူမဆန်တဲ့ကောင်ကြီးပေါ့ အိုးသူ့တန်ကြားရင်ရွှေကြားစီတောင်ပြင်ကျော်တွေစိတ်လာတော့သားရဲ့အခုရောဘာတွေဖြစ်နေပြန်ပြီလဲဟင် ကျုပ်တို့ရွာသားတွေကိုအချင်းချင်းပါရိုက်ခိုင်းနေတယ်အဲ့ဒါဘာလို့ပေးနိုင်မလဲပြော ဘာလို့ပေးနိုင်မှာလဲသားရဲ့ရွှေကြားစီပါရောပြီးပါရိုက်ခံနေရမှာပေါ့ အဲ့ဒါပဲလေဘာမှတုံးစားလို့မရဘယ်တုံးစားလို့ရမလဲအစ်စ်မှမဟုတ်ဘူးအတူကြီးကို ပြောရလိုက်တာသားရဲ့တချို့နေရာတွေမှာအတူကအစ်စ်ချက်ကောင်းတယ်ဆိုတော့သားလေးမသိလို့ပါ ဘိုးလဲကွာဟမ်မင်းတို့ထဲမှာဟိုကထုံးတစ်ကောင်တွေ့ပါလား ဟိုစေးဆရာကြီးရှိမှဟိုသူ့ပါးတွေကိုကြက်ထုတ်သွားထိုးနေပါလေဆရာကြီး ဖွေးပြောတော့ငါတပည့်ဖြစ်ဟမ်ပါရိုက်ခံရတာလေးနဲ့သေးစရာကြီးရဟဲ့လားအဲ့ကတော့တခါတည်းသေလိုက်ဖို့ကောင်းတာ အဲ့ဒါတော့မပြောရနဲ့ဆရာကြီးရယ်ပါရိုက်ခံရတယ်ဆိုပေမဲ့တစ်ခါမှအရမ်းမခံဘူးတော့ကျွန်တော်မျက်နှာတစ်ခုလုံးလဲညိုမဲနေပါပြီ ကျွန်တော်မျက်နှာလဲဟိုသူ့မျက်နှာနဲ့အယောက်ချင်းမကွာဘူးဆိုပေမဲ့ကျွန်တော်ကစေးဆရာကြီးရှိမသွားပါဘူးဆရာကြီးကိုကြောက်နေဆရာကြီးရှိလာခဲ့တာ သူတို့ပြောသလိုဆိုရင်ဆရာကြီးကိုလည်းကျွန်တော်ပြောဆရာရှိပါတယ်ဆရာကြီးရဲ့အရင်နဲ့ဆိုင်ရင်ဆရာကြီးကိုကျွန်တော်ပို့ပြီးတော့လေးစားလာတာဆရာကြီးက ဘာဖြစ်လို့လဲ ဟိုဆရာကြီးရဲ့ပါးရိတ်တင်တဲ့ကြောက်လေကျွန်တော်ပေါင်းပါလေပချိတ်ကလေးတော့ပေါ်လာတယ်ဟိုအရင်နဲ့ဆိုင်ရင်ကျွန်တော်မျက်နှာလေးကပိုချစ်ဆရာကောင်းမလားဆိုလဲဆရာကြီးပချိတ်ကလေးနဲ့လေဆရာဘာလဲဆရာကြီး အေးဟုတ်သားရေးကြည့်စမ်းမအောင် ဘယ်လိုလဲ အေးဟုတ်အချိုင်လေးတော့ဒီဘက်ပါအောင် ဒီဘက်မှာရှိတယ်ဆရာကြီး အဲ့ဒီဘက်ပါပချိုင်တိတ်မပေါ်သေးဘူး မှတ်ပါလားပချိုင်းနေမဟုတ်ဘူးပညိုးပါကျိုးပဲ ဆရာကြီးဒီနေ့ပါးရိတ်တင်တယ်မရှိဘူးမလားဟင်ကျမတို့ပါးရိတ်တက်သွားပါပြီလို့ အေးဒီနေ့ပါရိုက်စရာမလိုဒီနေ့လောက်ရမှာတတ်တဲ့ဖြတ်တဲ့ကိစ္စဘာဖြစ်သွားကြဟမ်ဘာဖြစ်သွားကြလဲ တိုင်ရဲပြရဲဖို့နေနေတာလားဒီချိုးကြီးတီကောင်တေးသေးလေးတွေ့လာတော့လမ်းမီတရီလေးသွားတာပါဆရာကြီး ဟုတ်ပြီအဲ့တော့မင်းတို့တွေအားစီစင်ဖမ်းခဲ့ရ ဟုတ်ကဲ့ဆရာကြီးဟိုစင်နေကအကုန်လုံးနေပြီးတော့ရွှေ့ကုန်ကြပြီဆရာကြီး ဒါဆိုလဲကြားဖမ်းခဲ့ကွာ ဟိုကျွန်တော်တို့ဘက်ကကြားတွေကဟိုတောပြောင်းသောကြားတွေဖြစ်ကုန်ပါပြီဆရာကြီးဟိုကြားမြင်နေတယ်ဆိုရင်တော့အယုတ်ရေးပြီးကြည့်ရတဲ့အခြေအနေမျိုးပါ ဒါဆိုလဲချင်းသိပ်ဖမ်းခဲ့ကွာ ဟိုချင်းသေးလည်းမရှိတော့ပါဘူးဆရာကြီးသူတို့အာဖရိကကိုအကုန်ပြောင်းသွားပါပြီဆရာကြီး အဲ့လိုဒီဘက်မှာအကောင်ကြီးတွေတကောင်မှမရှိတော့ဘူးဟုတ်လား မရှိတော့ပါဘူးဆရာကြီးအကောင်ကြီးဆိုလို့ဆရာကြီးတစ်ကောင်ပဲရှိပါတော့တယ် ဟောပြိဿာ မဟုတ်ပါဘူးဆရာကြီးဆရာကြီးကိုရှင်းမရဲဆိုပြီးတင်စားတာပါဆရာကြီး ပါဆရာကြီး ဒါဆိုရင်လည်းမင်းတို့နယ်ဘက်မှာပေါ်တဲ့ဝေဖမ်းခဲ့ကွာရှင်းမင်းတို့အားလုံးမိမ့်မရှာနေလား မဟုတ်ပါဘူးရှင်မွေကိုကြောက်တာချင်းတူလို့တပန်နဲ့ထွက်သွားတာပါရွာလုံးချုပ်ကိုကြောက်ကြတာ အဲ့ဒီမွေထက်ငါ့ကိုပိုကြောက်တယ်မလား ကြောက်တယ်ဆရာကြီး ကြောက်ရင်အဲ့ဒီမွေကိုမရရအောင်ဖမ်းခဲ့မွေသွေးရငါအတွက်ဆေးပဲမင်းတို့မွေကိုရအောင်မဖမ်းနိုင်ဘူးဆိုရင်ငါတောက်မဲ့မွေသွေးနေရမှာမင်းတို့ရဲ့သွေးတွေအစာထိုးရလိမ့်မယ်
ဟိုကတုံးမှာခေါ်သွားငါစီကိုမွေဖမ်းခဲ့45ကောင် ကဲပါကွာခရက်နေပါဦးငါစဉ်းစားပါမယ်အဲ့ဒီတော့ဒီကသူ့လိုချင်တာမွေသွေးမလား ရလာခဲ့ကြရလား ရပြီ 45ကောင်အပြည့်ရလား 46ကောင် ငါဖမ်းခိုင်းတယ်45ကောင်လေ ဟိုတော်တဲ့ပြန်ထွက်မှာတကောင်ထပ်တွေ့လို့မထူတော့သူကောက်ခဲ့လာကြလေကျွန်တော်ယူသွားပြီးတော့လှုပ်လိုက်တော့နော် ဘာလုပ်မှာ တွေ့လေ နေစမ်းမအောင်မင်းတို့ဖမ်းလာတဲ့မွေဆိုတာကိုငါကြည့်ကျင်တယ်ငါ့ကိုပြစမ်း ဟာမကြည့်နဲ့ဒီကောင်လေးအရင်အစိတ်ပြင်းနေကြည့်ပါနဲ့ဆိုင်ရင် ပြစမ်းမှာငါဖြီးဆိုဖြီးလိုက်စမ်းမှာ ဟုတ်ဘူးဒီကောင်လေးအဝတ်တွေပါတယ်မှုန့်လေမျက်စိတွေထိခိုက်တယ်ကန်းတတ်တယ် ဖြီးဆိုဖြီးလိုက်ပါ ဖြီး ကျိုးနေပါဒါမဟုတ်တာလေ ဝင်းမဖမ်းရဲလို့ ဒါနေများငါအတွက်သွေးယူလာမယ်ဆိုတာဘာသွေးလဲ တွေ့ကြရသွေးတွေပေါ့ ဘာမင်းတို့ငါဘာပြောထားလဲငါလိုချင်တာကိုညင်းရင်သေဒံလို့ပြောထားတယ်အဲ့တော့ငါပြောထားတဲ့အတိုင်းဒီမွေသွေးနေရမှာမင်းတို့ကလေချောင်းသွေးတွေငါစားထိုးလိုက်တော့ ဘလို့ပါလဲဆိုင်ရင်ဟိုမွေသွေးရလွယ်ရင်လေတပြည့်ကြံတဲ့သူပြောပါမရရအောင်ရှာပေးပါမယ်ဗျာ တော်ပြီဘာသွေးမှမရှာနဲ့တော့မင်းတို့ခွင့်ရေးပေးတဲ့အနေနဲ့မင်းတို့ရွာရဲ့ကောနောင်ကိုင်းချောမေဆိုတဲ့ကောင်မလေးကိုငါကြိုက်တယ် ဟုတ်တယ်ညီဟိုမှသူ့အိမ်မလွတ်ပေးဘူးဆိုရင်ငါတို့တရားလုံးကိုပြာကြအောင်လုပ်ပြမယ်တဲ့ ဘယ်လောက်ထိရှုံမှလာတာကြောက်ခွင့်မပြုနဲ့ချောမင်းနေဘာမှမဖြစ်စေရငါရှိနေနဲ့ငါတို့ရွာတယ်အဲ့ဒီကောင်မျိုးအသေးသေးငါတိုက်မယ်ဟာအောင်တယ်ဆိုရလူဖက်ကန်သားဗျာခင်ဗျားကြောက်တော့ရွာသူရွာသားတွေနှိမ့်ဆက်နေအတိုင်းများနေပြီခင်ဗျားချောမယ်တော့မရအောင်ခင်ဗျားလည်းကြောက်တက်ချင်းလဲပလိုက်ဖက်ကန်သားဗျာ ညချောမေအတွက်အသက်တောင်သေခံတယ်ဗောမင်းသေသွားလဲချောမေရတော့ငါစီလာကိုလာရမှာပဲဘာလို့လဲဆိုတော့ငါချောမေတော်လေးကြိုက်တာအဲ့တော့မင်းအသေးခံရကြိုးနှက်ပါလားပြန်စဉ်းစားဦးနော် စဉ်းစားစရာမလိုဘူးခမြောက်ကြောက်အသိတက်မှာစိန်ခေါ်တဲ့ကောင်မှန်သမျှတက်ရှင်ခွင့်မပေးဘူးဟေးအားလိုချင်တာကိုညင်းတဲ့ကောင်တွေအားလုံးလဲသေတံပဲပြောထားတဲ့အတိုင်းချောမင်းငါစီရောက်မလာလို့ကတော့ဒီကောင်ကိုအရင်တတ်မယ်ပြီးရင်တရွာလုံးကိုမိရှို့ပြမယ်မတော်ပါနဲ့ဟာချုံးမေဒီမတော်ပါနဲ့ဟာကျုပ်ကိုကျိုးလာပြီးပေးကြပါတော့ကျုပ်ခေါ်တတ်မယ်ကျုပ်ကိုကျိုးလာပြီးပေးကြပါကျုပ်တတ်မယ်အဲ့လူရောကျုံးမေ
မျိုးကြီးအောင်လာသမ်းပါဦးဟောရမကောင်မလေးအင်ကြီးလေးကြံခဲ့လို့လိုက်ပေးလိုက်စမ်းပါကွာဟဲ့ကောင်ရောက်တော့တယ်ကြောက်ကြော်ရီစမ်းပါရဘယ်ဝတ်တယ်ဘယ်ဝတ်တယ်ဆိုင်ရှင်နဲ့မရှိကြဘူးလား သေကုန်ပြီဟဲ့လူဆိုင်ရှင်ကြီးကဒီမှာထိုင်နေတယ်လေဗျာမြရလေ ဟိုဒီရုပ်ကဆိုင်ရှင်ရုပ်မပေါက်လို့လား မဟုတ်ပါဘူးဗျခမရတို့မျက်နှာတွေကမလန်းဆန်းတော့လေဆိုင်ရှင်ကဒဏ်ပေးထားတဲ့အလုပ်သမားတွေထင်လို့ ဟဲ့လူခမရဘာလဲနောက်မှလဲဓာကြီးကိုလွယ်ထားတယ်ဘာလဲ ကျုပ်ကကုံရောင်းကုံဝယ်သမားခီးသွားတယောက်ပါ ကုံရောကုံရတမတေချာပါတယ်နော် သိကြပါလေဗျာကျုပ်ကခီးသွားရင်လည်းခီးတစ်ထောက်နားပြီးတော့ခမရတို့ဆိုင်မှာထမင်းစားမလို့ဝင်လာတာဗျာ ဟမ်မဝင်နဲ့မစားနဲ့စားစရာကိုမရှိတာ အရင်ပြုတ်သွားလို့လားဗျာ မဟုတ်ဘူးရောင်းလို့ကိုမရတော့တာမတသားရေးသားချက်ပြုတ်ကျွေးနေရတာဒီရုပ်တွေကိုကြည့်ပါလား ဟာဘသူ့ကိုကြွေးရတာလေဗျာ မိဘတွေတောင်မှတံပေးလို့မရတဲ့ပေါက်စီနဲ့တရုတ်ကြီးညီကိုနှစ်ယောက်ကိုတံပေးနေတဲ့လူကိုရောဗျာ တရွာလုံးကိုအနိုင်ကျင့်နေတာအများနဲ့တရားမလို့ကျုပ်တို့ဘက်ကကြည်နေတာ ခမရတို့ဘက်ကအနိုင်ကျင့်တယ်လို့ဖြစ်မှာစိုးလို့လား ကြောက်လို့ရ ခမရတို့နေရာကတဖြည်းဖြည်းနဲ့ပိုပိုထူးဆန်းလာတယ်ဗျာအများနဲ့တယောက်ကိုကြောက်ရတယ်ဆိုတော့အဲ့လူကဘယ်လိုလူမျိုးမလို့ လူဘလူလူစိတ်ကိုမသိပါဘူးကွာဘလူးကြီး ဒီဘက်ကိုထုတ်ပြောပါဗျာ ဘလူးကြီးဟောငါကငါပြန်တော့ရမလားကွာ နေကြသမောင်ဗျာအခုခေတ်အခုအချိန်ခါမျိုးမှာအဲ့ဘလူးဆိုတာရှိကိုရှိသေးရဲ့လား ဟဲ့လူခမများပြောတယ်လေအစွဲနဲ့ဘလူးကိုပြောနေတာမဟုတ်ဘူး ဇက်ထဲကဘလူး ခေါင်းစုကြီးနဲ့လေ အစိမ်းရောင်လေ တခါကြီးကြီးခေါင်းဆယ်လုံးဟုတ်ပါဗျာ ဘာလို့တရားလို့ ဒီမှာလူစိတ်ကိုပျောက်ပြီးတော့ဘလူးစိတ်ဝင်နေတဲ့လူကိုပြောတာဒီမှာကြာကျွန်တော်တို့တရွာလုံးကိုနှိပ်စက်ထားလိုက်တာများဗျာခေါင်းတော်မဖော်ရဲဘူး အဆိုးဆုံးကလေကျွန်တော်တို့ရွာကိုးတော်ပိုင်မလေးကိုဖျက်ဆီးပလိုက်တာပဲဗျာ ဟုတ်တယ်ချုံးမီကိုတစ်ဖက်သက်ကြိုက်နေတဲ့ဖိုးထုံးဆိုတဲ့ကောင်လေးကိုလည်းဗျာနှိပ်စက်ထားလိုက်တော့မျက်နှာကြီးတစ်ခုလုံးဖူးရောင်ပြီးတော့ရစရာကိုမရှိပါဘူးဗျာသူ့ကိုစိန်ခေါ်လို့တဲ့တပ်ပြစ်မယ်တဲ့ ဒီလူကတော်တော်ရိုင်းဆိုင်ရှုံးပါတာပဲဗျာခမရတို့ကလည်းဗျာအများနဲ့တယောက်ငေါ့ခံနေရလားဗျာပြန်ချဖို့ဘာလဲ တော်ပြောဟိုကြားတော့ကျွန်တော်တို့ဆိုင်မှာမီးရှို့ကနေရပါဦးမယ်အခုကျွန်တော်တို့အိမ်မှာသိမ်းထားတယ် နောင်ကြီးပြန်လဲပြန်လိုက်ပါလားဟိုဒီမှာနောင်ကြီးတဲ့စားစရာဘာမှမရှိဘူးသူ့အတွက်ရည်တဲ့တစ်ခါကြီးအားကျဲတော့လား ဒီမှာကျဲရမယ်ဒီထက်တောင်ပိုကျဲရအောင်ပါဗျာဒီမှာအဲ့ဒီလူကဘလူးဆိုရင်ဘလူးနိုင်တဲ့ဂါတာကျုံမှာပါတယ်ဗျာ မဟုတ်ဘူးလေဒါမျိုးကဂါရာယူလို့မရဘူးလေညီလေးရဲ့ အဲ့လူခမရတို့ရွာကိုကျုပ်ကဲတင်ကဲတင်မှဖြစ်တော့မယ်အဲ့တော့အဲ့ဒီလူဘလူးဆိုတဲ့လူရှိရဲ့နေရာကိုကျုပ်ကိုလိုက်ပြ ခင်ဗျားကိုလိုက်ပြလို့ तू တိသွားရင်ကျုပ်တို့ဘယ်လိုလုပ်ရမလဲဗျာခင်ဗျားကလေ ခမရတို့အဲ့ဒီကိုတင်ထားတာဆို ဟုတ်တယ်ကိုယ့်ရဲ့ကိုယ်တော့မပြန်ရဲဘူးသူခေါ်မပြန်ရဲတာလမ်းပြဆိုပြမယ်ရှင်းရသွား ကဲပြချင်တယ်လို့ပြဗျာဒီလူကိုအမြန်ရှင်းမှဖြစ်မယ် ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော်တို့အိမ်မယ်သွားတော့မယ်နော် အဲ့လူခဏနေခမရတို့ကလည်းကိုယ့်အိမ်ကိုရောက်ပြီးမှဖယ်သွားမလို့ ကိုယ့်အိမ်ကိုမဟုတ်တော့ပါဘူးဗျာသူ့အိမ်လိုဖြစ်နေပါပြီဗျာသွားမယ်နော်နေခဲ့တော့တလား တို့လေသွားကြမယ်ဆိုကိုသွားကြလေ ဟ
သွားပါဗျာသွားပါဗျာစိတ်ချမ်းသာတော့ မျက်နှာတစ်ခုလုံးနဲ့စုပ်ပြတ်တက်ခင်ဗျာဘာလို့လဲကျုပ်ကခင်ဗျားကိုလာခဲ့တာခင်ဗျားတို့တရွာလုံးကိုကျုပ်ခဲ့တာခင်ဗျားဒုက္ခရောက်နေတယ်ကျုပ်ဒုက္ခရောက်တာဘာမှမဖြစ်ဘူးဗျာဒီတိုင်းဆက်ထားလို့ရှိရင်ခင်ဗျားတို့တရွာလုံးဒုက္ခရောက်သွားလိမ့်မယ်နော် ဟဲ့ငါချီထားတဲ့ကျိုးလာဖြီတဲ့ကောင်ကငါရန်သူငါ့ကိုစိန်ခေါ်တဲ့ကောင်ပဲငါ့ကိုလာစိန်ခေါ်တဲ့ကောင်တွေဟာအသက်ရှင်ခွင့်မရဘူးဒီရွာထဲမှာရင်မေးကြည့်လိုက် ဘေးစရာမလိုခင်ဗျားခြီထားတဲ့ကြိုးတွေအားလုံးကျုပ်ဖြီလိုက်မင်းသိတော့မယ်မင်းဖြီထားတဲ့ကျိုးတွေကမင်းလေပင်ပေါ်ရောက်သွားတဲ့ခါကျရင်မင်းအသက်ရှူတာတိတ်ခတ်သွားလိမ့်မယ် ကျုပ်ခယူမဆိုင်ဘူးခင်ဗျားဗျာဒီလိုအချိန်မျိုးကြီးမှာကို့လူမျိုးအချင်းချင်းအနိုင်ကျင့်တာမျိုးတွေမလုပ်ပါနဲ့ရက်လိုက်ပါပြီးတော့ခင်ဗျားဒီရွာကနေထွက်သွား မင်းမားနေပြီဒီရွာကနေထွက်သွားမှာငါမဟုတ်ဘူးမင်းအသက်ရှင်ရနေမရဘူး ခေးပါလားကွာဟမ်ကောင်းတော့ကွာချွေးလေးပါထွက် သွေးမထွက်တော့မှဘူးတိုင်တီလုံးလို့ကျေးဇူးဆက်ချင်တာလွတ်သွားတယ်တော့ ဟောရတယ်မလို့ရပါတယ်ခမရတို့ရွာကိုဒုက္ခပေးနေတယ်ဆိုတော့လူဘလူအခုရင်နေလို့သေပြီဗျာတွေ့ရနော် ဘလူးရင်နေတာဒီတစ်ခါပဲမြင်မှုတယ် သူတကယ်တေးသွားတော့ဟုတ်ရဲ့လားယင် ။အော်ချုံးမေရဲ့ဒီလောက်ကြောက်စီတယ်မှာမလုံးမင်းငိမ့်နေမှတော့သေပြီပေါ့ တေးကြအောင်မေးကြည့်တာပါ ။အော် ဖဲစမ်းပါဖဲလိုက်စမ်းပါချောပဲ ဟာလေ ဘာမှစိုးရင်စရာမရှိတော့ဘူး
ကိုပေါ့စီရှိတယ်နော် မင်းလောက်တာလည်းမဝင်နဲ့ဒီကသူရဲကောင်းကြီးလုပ်ပေးနေတာလေ ဟုတ်ကျွန်တော်နာမည်သူရဲကောင်းမဟုတ်ဘူးခင်ဗျကျွန်တော်နာမည်ပိုင်စေပါဘာဖြစ်လို့လဲဗျဘာဖြစ်လို့လဲ ဟိုကောင်းကြီးကအောင်သေးတဲ့သူပိုင်သေးဆိုတော့နောက်တယောက်ပြန်လာမသိဘူး အော်မဟုတ်ဘူးခင်ဗျဟိုနာမည်နောက်ဆုံးတစ်လုံးတူတယ်ဆိုပေမဲ့ဒါကနာမည်တူမချလူတူမချပဲဥစ္စာဟုတ်တယ်မလားနာမည်တူတယ်ဆိုပေမဲ့စိတ်တက်နဲ့လောက်ရတော့ခင်ဗျားတို့တွေ့ပါလေတခြားစီပဲနော်ကျုပ်ကခင်ဗျားတို့ရောက်ကိုဒုက္ခပေးမဲ့သူမဟုတ်ဘူးကဲတင်ပေးတာနော် နေကြအောင်ချောမေငါဒီကောင်ကြီးကိုလက်စားချေခြင်းသေးတယ်ဟာ ဟိုသိနေတာကိုဘယ်လိုလဲစားချင်မှာတော့ ငါချီတော့တစ်ဖက်ကိုရိုက်ချိုးထားတာသူ့ချီတော့ကိုငါပြန်ရိုက်ချိုးခြင်းတယ် ဟေးမင်းသွားထိလိုက်မှဟိုကအသက်ပြောင်းဝင်လာပြီးနောက်ခြေတော့တစ်ချောင်းမှပါသွားတယ် ကဲခင်ဗျားတို့ရွာလဲဒုက္ခတွေကအေးသွားပြီဆိုတော့ကျုပ်လည်းခရီးဆက်တော့မယ်ဗျာနော်ခင်ဗျာ နေပါဦးခင်ဗျာကျေးဇူးရှင်ကြီးကိုလေကျွန်တော်ကျေးဇူးဆက်ချင်လို့သမင်းတင်တော့ဝယ်စားသွားပါလားဗျာ အကိုကြီးရမယ်ကျေးဇူးတော်ထမင်းတော့ဝယ်စားလာလား ဟုတ်တာပဲဟိုချောင်းမတို့ရွာမှာနန်းနေနေပါအောင်လားဟိုကောင်းပြုစုကြလို့ပါ ဘယ်လိုပြုစုမှာလဲဒီလိုရင်ပြုစုပါ ကဲပါဟောဒီကကျေးဇူးရှင်ကိုကျမအိမ်ခေါ်သွားပြီးကျမတဘောအလုံးကျေးဇူးဆက်လိုက်မယ်လားကျမအိမ်လိုက်ခဲ့ ရမလေးခေါ်ကြလားငါ့ခေါ်ပြီးကျေးဇူးဆမှာမလာဘူးလို့နော် ဘာဖြစ်လဲပြတ်တာကောင်းကျွန်တော်တောင်းလိုက်ကြပါလေဗျာငါစီစီပေးမယ်ငါစီစီပေးမယ်နော်ဟိုထမင်းတက်နဲ့မကျင်းနဲ့တော့နားနေလေမနေခိုင်းနဲ့တော့ဒီကကျေးဇူးရှင်ကအချိန်မရှိဘူးဆိုတော့ငါတို့ကလက်ဆောင်ပနာတွေပေးပြီးတော့ကျေးဇူးဆက်ကြအောင်ကွာ မလို့ပါဘူးခင်ဗျာကျွန်တော်ကလက်ဆောင်လေးပါတွေကိုကျွန်တော်မျှို့ကိုးပြီးတော့ကျွန်တော်ကူညီတာမဟုတ်ပါဘူးကျွန်တော်စေနာသက်သက်ပါ ပုံသိပါတယ်ဗျာဒါပေမဲ့ကျွန်တော်ရွာသူရွာသားတွေဒရာကြီးလေးတွေကိုတော့လက်ခံပေးပါဗျာမငင်းပါ ဟုတ်ပါတယ်ဟုတ်ပါတယ် နေဟိုရောဘယ်လိုလုပ်မှာလဲအဲ့ဒါဒရာကြီးအနေနဲ့မင်းယူလိုက်ပေါ့ကွာမင်းမြေမြောက်လိုက်လို့ ရပါတယ်အဲ့တို့လည်းကျွန်တော်တောင်းထားပါအဲ့ဒီအလောင်းကိုဖြာလိမ့်နဲ့ပတ်ပြီးကျုပ်လဲပေါ်တာတင်းလိုက်ဗျာနော်တနေ့နေ့ရောက်တာနဲ့ခွေးစာလက်ထားစာကျွေးလိုက် ကောင်းတယ်ဗျာအဲ့လိုကောင်းရဲ့အယိုးမျိုးကျုပ်တို့ရောမှာတစ်ချောင်းမှမရှိလေပိုကောင်းလေ ဟုတ်တယ်ကဲအဲ့တော့အလောင်းလဲဖို့တင်တဲ့သူကတင်းလက်ဆောင်ပဒါတွေပြန်ယူရပြန်ယူကြကွာဒါကျုပ်တို့အိမ်ပြသွားပြီဒါကျုပ်ရပြီဟုတ်ပါနိုင်တော့ကွာမင်းကလေအဲ့လောက်ကြီးလည်းမဩပါနဲ့ကွာ ဟာမင်းနားတယ်ကွာပိုင်စီမင်းတော်လက်တံပြင်းဟလားအာလာလာမင်းငါ့ဘောအညိုးများရှိသလားကွာ ဩမင်းရလေကွာမင်းကအရှိမတော်တော်ကြမ်းထားတာလေငါတလောက်လို့ပြမှာသူတို့ကယုံမှာဗောပြီးတော့မင်းလူမျိုးကြီးကိုတတ်ပြရတာနော်ဟဲ့တကယ်ဆိုရင်လေအဲ့ဒဏ်ရာတွေကနဲတောင်နဲနေသေးတယ်နော် အေးအလာလာမင်းလဲကြရင်တွေ့မယ်နော်မင်းအလဲကြရင်လေအဲ့ဒီမင်းမျက်နှာယူငါနှစ်ထပ်ပြအောင်ကိုတီးရမယ် အာရအဲ့လောက်ဒီအညိုးနဲ့တော့မလုံနဲ့လေကွာမင်းကလေဒါအလုတ်သဘောရလောက်ရတာနော်အလုတ်သဘော အဲ့ဒါဆိုငါလည်းအလုတ်သဘောပြောမယ်နော်ဒီတစ်ခေါက်ဝေစုတွေငါပို့ယူမယ် ဟာအဲ့လိုလုပ်လို့မရဘူးလေနော်အလုတ်လုပ်ပြီးနေတယောက်တော့ဝဲလေထုံးစံတော့မဖြတ်နိုင်တော့ရ ပိုင်စီငါလေအဲ့ဒီရွာမှာမတရားကြမ်းပြထားလို့ဓမ္မတဒါကြီးတွေလှဲတစည်းတရတာနော်ဟုတ်မင်းဆိုတဲ့ကောင်ရောက်လာမယ့်အချိန်ကျတော့ရောက်မလာပဲနဲ့ ဟောမင်းကလေဖဲဝဲကောင်းနေလို့ပါကွာ မင်းကောင်းဝင်မဲ့ငါမကောင်းဘူးကွာကျန်းစရာလည်းကုန်ပြီရွာမှာဘာလို့ရမှမသိတဲ့အချိန်မှာကံကောင်းလို့ဟိုချောမေဆိုတဲ့ကောင်မလေးကိုကြမ်းပြလိုက်ရတာ ဟာဟုတ်တယ်ဟဲ့အောင်တယ်မင်းဒီဘက်လဲမင်းဒီဘက်ကိုတက် ပိုင်စီဘောက်တာလျောက်ကွဲပြီးသွားတော့ငါငိမ့်ခမ်းနေမှာမဟုတ်ပြီးသွားနော် ဟဲ့ခွဲရမပြီးသေးဘူးမင်းအလုံးပေါ်မှာသစ္စာဖောက်တယ်မင်း ဟေ့ငါပါနေတာဘောက်လို့လဲ ငါတို့ဒီအလုပ်ကိုလှုပ်ရှားမယ်လို့ကတိပြုခဲ့တော့ငါသူများမျက်ခုံးဝဲပေါ်မှာဈဉ္ညာလျှောက်သူများသားများကိုမပြစ်မှားရဘူးသူများသားပြောသမီးတို့ကိုမဖျက်ဆီးရဘူးအေးသူများပစ္စည်းကိုမတရားအနိုင်ကျင့်ပြီးမယူရဘူးလေကွာ အေးဟုတ်တယ်လေငါကဘာလုပ်လို့လဲငါတို့ကိုယ်တိုင်အနာခံပြီးတော့မှတဒါကြီးကိုတယောက်တော့ခွဲစားမယ်လို့ကတိပေးတာလေငါကဘာမှသစ္စာပေါက်လို့လဲကွာ ချောမေကိုမင်းမတရားဆော်ကားခဲ့တာလေအဲ့ဒါမင်းသစ္စာဖောက်တာပေါ့ကွာ အော်ဘာများလဲလို့ဟဲ့အောင်အဲ့လိုလုံးမဲ့ကောင်လားရောက်ကိုတခြားကြည့် ဟာဒီရုပ်နဲ့မင်းလုပ်ခဲ့ရလေကွာ အော်ငါဘာလုပ်ခဲ့လဲဆိုတော့ပြောပြမယ်နားထောင်နားထောင်ဟေးမလုံးညင်းနေတယ်ဒါစားမယ်ညင်းနေလို့ပြောနေရနော်မင်းကငါဘာအန်တရမ်းမှမပေးဘူးခိုင်းဆိုင်ရှိလို့ခေါ်လိုက်တာ ရှ
ရှင်းလို့ကျမဘာလို့ယုံမတယ်လဲ ငါပြောတဲ့အတိုင်းမလုပ်ရင်မင်းတို့တရွာလုံးဒုက္ခရောက်သွားမှာပေါ့ငါခိုင်းတဲ့အတိုင်းလုပ်ရင်မင်းဘာမှမဖြစ်စေအောင်ငါကတိပေးတယ်ပေးစမ်းတာပေးစမ်းတာပေးလို့ပြောနေတော့ကဲငါဘက်ကဖြည်းဖြည်းချင်းလက်ဘာလှုပ်ရှားမှုမှမလုပ်မိစေနဲ့နော်ဒါထဲမှာငါလက်ရှိတယ်တွေ့လားဟုတ်ပါငါလက်ထဲမှာဒါရှိတယ်တွေ့လားဟိုခန်းထဲကိုသွားအဲ့ဒီခန်းထဲမှာတောင်းတစ်ထည်ရှိတယ်မင်းအင်ကြီးကိုချွတ်ထားခဲ့ပြီးစောင်းချုံပြီးပြန်ထွက်လာခဲ့ငါဒီနေရာနဲ့တဖွာမှမခွာပဲစောင်းသွားရှင်းကနေတိုင်းကျမဘာလို့လောက်အောင်မလဲ မင်းမလုပ်ဘူးလားကဲ ခိုင်တဲ့တိုင်းလောက်ပါမယ်တိတိချာချာနားတော့မင်းကဒီတိုင်းလေးပဲအိမ်မဝဆင်းပြီးတော့ငိုယူပြီးခြံနေရနေတရှိန်တို့ပြေးထွက်သွားဘသူဘာမေးမေးဘာမှမဖြစ်နဲ့တောက်လျှောက်ပဲငိုနေရကြားလားအဲ့ဒါပဲကွာဟဲ့မင်းဟုတ်လို့လားဟမ်ဟုတ်လို့လား နတ်ပါပြန်ပြီကောင်ပိုင်နေဟဲ့မင်းမယုံအဲ့ရွာသွားမေးကြည့်ကွာ ဟာသွားမင်းငါတို့ကိစ္စတွေပေါ်ကုန်ပါဘောကွာမင်းရလေ အေးဟဲ့မင်းမေးစရာလည်းမလိုဘူးနော်ငါပင်မမအလုံးမလို့ပဲပတ်စံရကျင်လို့သာလူလိန်လူညာပဲအဖြစ်ခံပဲလူယုံမှာမရင်းကောင်တော့အဖြစ်မခံကွာမှတ်တာမင်းနာမည်ကိုမှတ်တာအောင်စေတဲ့စိတ်တလုံးပိုင်ရှင်ဂတိတလုံးလည်းဘယ်တော့မှမဖြတ်ဘူးကွာ ဟုတ်ပါပြီဟုတ်ပါပြီ အေးနောက်တစ်ရွာမင်းအလှဲ့ကြရင်လေငါထက်ကြမ်းပြမှာဖြစ်မယ်နော်ဒါမှငါဝင်ကြရတာတန်မှာ ဟဲ့ပိုင်စီမျက်နာကိုသေးချာကြည့်ထားမင်းတဲ့နှစ်ဆကြမ်းပြမယ်နေမင်းရဲ့လေအောင်နဲ့တို့တွေခရီးဆက်ရမယ်တည်းနောက်တည်းနောက်နဲ့လူတိုင်းရဲ့မျက်ရည်စဲတို့ဒုက္ခတီးခဲ့ပေမဲ့ရင်ဆိုင်နိုင်အောင်ဖန်တီးခဲ့တို့ရဲ့ဘဝတွေအတွက်နှစ်ယောက်တူဖြတ်သန်းခရီးနေခဲ့ဒီကံကြမ္မာတွေကိုအတူခဲ့အနေမြင်လောကဒန်တဲ့တို့တူဖေးမလို့ကူညဲဒိန်လွာတွေလိုလွင်ညောစေတဲ့ကောင်းကင်နဲ့မြေကြီးနေရရရဲ့လေမောင်ရှိရှင်တန်နိုင်တဲ့ကဘာကြီးတဲ့လူရိုင်းဒီတယောက်လုံးဟန်ဆောင်ပြီးနှလုံးသားကဖြူတဲ့ကြီးအောင်စေပိုင်စေတို့လို့ရဲ့သူတော်လေးဘဝသူတော်လေးဘဝအောင်စီအလှဲ့တော့မှာနွားအုပ်ကိုဝင်တိုက်ပြီးရန်စတာတဲ့ငါအလှဲ့ကြတော့ကျွဲအုပ်ဖြစ်နေမတိုးဘူးလမ်းဖယ်ပေးလိုက်ပဲ ဒီပဲမအကျိုးနဲ့ဒီမှာအကျိုးပါလားဘာလဲဘယ်လိုပဲဒါနေပြီဟဲ့ဒါနေပြီခုလိုလမ်းဖယ်ပေးတာကျေးဇူးတင်ပါတယ်ကွာဦးကြီးကကျွဲမကြောက်ဘူးကွာဦးကြီးမိမအကြောင်းတာဒီနေ့သူနေမကောင်းလို့ဒီနေ့တည်းဦးကြီးကကြောင်းပေးရတာဦးကြီးနဲ့ကျွဲတွေနဲ့မရင်ပါပါဘူးကွာဦးကြီးမိမနဲ့ကျွဲတွေနဲ့မှရင်ပါတာဒီတအုပ်လုံးကိုသူ့တယောက်တည်းထိန်းထားတာကဲကျေးဇူးတင်တယ်သွားလိုက်ဦးဘယ်တော့မှတူငါရန်စမလားဒီအဖိုးကိုငါဘလို့သွားပြီးရန်စရန်စမယ်သူရှာမယ်
ရွာအဝင်လမ်းကိုကြောပြေးပြီးထိုင်နေဘေးမှာလည်းဝင်ရင်တော့ဒီရွာကလူမိုက်နဲ့တူတယ်ဟာအဲ့လိုလူမျိုးကိုရန်စရင်တော့ပွဲရလှပြီယောက်ျားပြီးတည်လေတောက်စအောက်ကိုသေးပါအောင်လောက်ပါလား我到电话里面အောက်သေးလာဟိုစီဟေ့မင်းစိတ်ကိုထိုင်းတာအဲ့ဒါမင်းသားမဟုတ်ဘူးဧည့်သည်ခဏနေပါဒါဘာလို့လဲကျုပ်ကဘာလို့သားလို့ခေါ်ရလဲဒါဘာသဘောလဲ သိခါမှာကွာတန်းလာခင်ဗျာယူနေကြတာပါသူ့မှာသားလေးတယောက်တည်းရှိတာကွာရှင်ပြုတ်ကန်ကြီးအမြင့်မတက်ပါနဲ့ရေဆင်းမကူပါနဲ့ဆိုတာရေဆင်းကူတော့ရေနစ်သေးတယ်ကွာမိခင်လှုပ်သူကလည်းရင်ခွဲနာကြပြီးသေးတယ်ဟာဒီတန်းလာကြီးကတော့သွက်သွက်ခါအောင်ယူပြီးတော့ကြံခဲ့ရှာတာပါကွာအယူတန်းလာအယူပါယူဆိုဖိုင်းတာမလွတ်နဲ့ကျောင်းတော့ကိုမလိုက်လာစေနဲ့တော့ဖိုင်းတာဘယ်တာယူသွားလေသွားလေမိမငါတို့သားလေးမရှိတော့ဘူးငါ့ကိုသားတယောက်ထားမွေးပဲဟုတ်ကဲ့ပါရှင်ဟာဘာဘူးလေဘာဘူးမိမဟာသမင်းဆိုင်ပဲသမင်းဆိုင်နာမည်ကတန်တုံးကြိုက်တယ်အဲ့လိုခက်ကြမ်းလေးကိုတွေးချင်တယ်ဟေးဆိုင်ရှင်မလဲဟဲ့ဆိုင်ရှင်ထွက်ခဲ့စမ်းလာပါပြီကွယ်လာပါပြီငါတူကသမင်းသုံးဆောင်မလို့လားကွယ်အဲ့ဒီတန်တုံးဆိုတာဆိုင်ရှင်နာမည်လားဟုတ်ပါတယ်အဲ့ဒီတန်တုံးဆိုတဲ့ကောင်ခေါ်လိုက်စမ်းဘယ်လိုခေါ်လိုက်တာလဲကွယ်အဲ့ဒါလိုမခေါ်ပါနဲ့ဦးတန်တုံးဆိုတာအဖွားတို့ရဲ့အဖေပါအသက်တရာပြည့်ကနေမှဆုံးသွားတာရက်ပိုင်းပဲရှိပါသေးတယ်ကွယ်အဖေကိုလာမင်းနေပြီအဖေညီမလေးတတိချပါညီမလေးရဲ့အမေညီမလေးတတိချပါအဲ့လိုမျိုးချင်းမချိုးရတယ်ချင်းမချိုးလာပြီညီမလေးတတိချလာပြီယေရှုတင်လိုက်တာငါတူရဲ့ဒီမှာထိုင်ပြီးတော့အဖေရင်လေးပါလေသုံးဆောင်မအောင်ကွယ်ညီမလေးထားအဖေရင်လေးသုံးဆောင်မအောင်ကွယ်ငါတူကစေးเสียလားညီမလေးကလည်းကွယ်ဒီပုံစံကစေးเสียဖြစ်နိုင်မှာမလားခရီးသွားနဲ့တူတယ်ငါတူကဘယ်ရက်ကလာတာလဲမေးခွန်းနေသိမ့်မပေးနဲ့ကျုံမေးတာကိုပဲဖြေမေးပါကွယ်မေးပါခင်ဗျားကဒီစတိုင်ပိုင်ရှင်လားဟုတ်ပါတယ်ကွယ်ဒီဆိုင်ကအဖေရဲ့အမွေပါညီမလေးပုံကုန်နေအောင်နော်မိသားစုဝင်နေရောဘာညောက်ကအပြူကြီးတွေပါကွယ်အဖေဆုံးသွားတော့ဖေရဲ့အမွေဒီဆိုင်လေးနဲ့ကျန်ခဲ့တာပါကွယ်ဆွေမျိုးသားချင်းတွေထဲမှာယောက်ျားလေးဘယ်နှယောက်ရှိလဲပြောအဖားတို့မျိုးကလေမိန်းကလေးတွေပဲအမွေးများပါတယ်ဒီပြောနေတာလေယောက်ျားလေးရှားတယ်လို့ပြောတာပါငါတို့ရဲ့ရှိတဲ့အမျိုးတွေကလည်းစစ်ရှောင်ရင်းနဲ့ဆုံးရှာကုန်ပြီအဲ့ဒါဆိုရင်ဒီရွာမှာဒီနှစ်ယောက်ကဆွေမဲ့မျိုးအဲ့လိုပဲပြောရမှာပေါ့ပြန်တော့မလို့လားအားလို့ပြန်ရမှာလေမေးစရာရှိသေးတယ်မေးပါကွယ်မေးပါဒီရွာမှာတိုင်းစရာရှိလားရှိပါတယ်ကွယ်ရှိပါတယ်တိုင်းစရာနော်ဆိုင်စရာမဟုတ်ဘူးဆိုင်စရာမဟုတ်ပါဘူးတိုင်းစရာပါတော်တော်ကျွမ်းလားကျွမ်းတာပေါ့ဒါရည်လှန်ရင်းများပြိုင်ဘက်ကိုမရှိဘူးမလီတောင်တောင်တစ်ပင်များလေသူလှန်နဲ့ပြစ်လိုက်ထောက်ချင်းမောက်ပဲသေးကြတယ်နော်သိထားတာပေါ့ဖ
ဖွားတို့ကိုယ်တိုင်မြင်မှုတာ ဟုတ်ပြီအဲ့ဒီတိုင်းစရာနဲ့တွေ့ခြင်းနဲ့ ရွာဦးเจ้าကိုလိုက်သွားပါကွယ် အဲ့ဒီစရာရွာဦးကြောင့်ပါလို့ တရင်သုံးနေတာ9ဝါလောက်ရှိပါပြီ တိုင်းစရာဖုန်းကြီးကိုသွားပြီ ဟုတ်ပါတယ်နတ်တူကဖူးကျင်လို့လား မဖူးချင်ဘူးမဖူးချင်သေးဘူးနော်နောက်တစ်ခုဆက်မေးမယ်ဗျာ မေးပါကွယ်မေးပါ ဖျားလို့ရွာကကောနောင်ကန်ရှိလား ရှိတာပေါ့ကွယ် မမလည်းပြော အဖွားတို့ညီမပဲလေ ဒီအရွယ်ကြီးကကောနောင်ကန်ဖြစ်စရာလား အဖွားတို့ခေတ္တကအဖွားတို့ပဲကန်ရတာဟုတ်တယ်လေဒီရွာမှာအဖွားတို့ညီမနှစ်ယောက်ကလှဆုံးချောဆုံး ခင်ဗျားတို့ခေတ်ကိုမေးနေတာမဟုတ်ဘူးဒီဘက်ခေတ်900ဆိုင်ကိုမေးနေတာ 900ဆိုင်လား900ဆိုင်လား ဩကောနောင်ကန်လေကောနောင်ကန်ရောသွားလို့အေးဒီဘက်ခေတ်ကောနောင်ကန်ဘယ်သူလဲပြော ဒီလောက်လည်းမအော်ပါနဲ့ငါတူရဲ့အဖွားတို့ကနားကောင်းပါတယ်ဒီဘက်ခေကွန်းနောင်ငယ်ဆိုလို့စားဦးဆိုတဲ့မိန်းကလေးပဲရှိတယ် ဩဟွန်းကျုပ်သူနဲ့တွေ့ချင်တယ်သူ့အိမ်ကိုသွားမယ်ဗျာ သူနဲ့တိလို့လား သိဘူး ဩဒါဆိုရင်ငါတူကဆုံးသွားတဲ့သူ့ယောက်ျားနဲ့များတိလို့လား ကောနောင်ကန်ကလေရသွားပြီလား ကြာပြီပေါ့ကွယ်သူ့ခမရမှာခလေး3ယောက်ရကမှဘုံဆုံးမှဖြစ်ရရှာတာငါတူကသူ့ယောက်ျားနဲ့တိနေသွားကူညီပေးလိုက်ပါလားကွယ်ကုသိုလ်ရပါလေ မပြောနဲ့တခေါမှမပြောနဲ့တော့ကြောက်ရွာထဲသွားမယ်ဗျာ ငါတောက်လျှောက်ကိုလွဲနေပါလားဘာပဲဖြစ်ဖြစ်ရွာထဲကအိမ်တွေမှာတော့မိသားစုဆိုတာရှိမှာအဲ့လိုအိမ်မျိုးတိမ့်မယ်ဆိုရင်တေချာပေါင်းငါနဲ့ပြဿနာဖြစ်ပါဒါဆိုရင်ငါပွဲချမ်းလို့ရတယ်ဟာအားကောင်းမောင်းတယ်ငါရှာနေတဲ့လူမျိုးပဲ အဲ့လူခင်ဗျားရင်လား ဟုတ်တယ် ခင်ဗျားရင်ဆိုကျုပ်သိတယ်ဗျာ ဘာလို့သိလဲ ကျိတ်လို့သိနေ ဟဲ့အောင်မင်းကြိုက်တယ်ဆိုရင်သိမ့်လို့ရမလား အဲ့ဒါဆိုခင်ဗျားကတခုံးပဲပြောမယ်မိုက်လို့သိနေဗျာကဲ ကြိုက်တယ်အဲ့လိုကောင်မျိုးငါစောင့်နေတာခမင်းစင်းငယ် အာကျုပ်ကလည်းတွေ့ချင်းနေတာကြာပြီလာပြီ နင်ကငါ့အိမ်ကိုတကယ်သိမ်းညင် နှခါမပြောဘူးခုသိမ်းမှာ ငါလည်းနှခါမပြောဘူးအိမ်ကိုပဲသိမ်းလို့မရဘူးကွာလူကိုပါသိမ်း ဘာသိမ်းလဲ ဟာကျမတန်စစ်လီဟာလေနော် ဟာဘာလို့မလဲဘာသားလို့ဟဲ့ဘလာနဲ့နော် မကြောက်ပါနဲ့ဟိုချမ်းလို့ပွားလေးခြုံတာပါပြီးတော့ဒစိမ့်ယောက်ျားလေးရှိမှကိုပြောင်ကြွကြီးနဲ့ဆိုတော့အမြင်မတင်တော့ဘူးလေအတွင်းသားတွေမြင်ကုန်မှာစိုးလို့ ဟာဘာပြေးသွားလဲချက်ချင်းဘလို့ပြေးသွားတာလဲ အဲ့ဒါကျမဘွားအစ်စ်အမောဘရလာတော့နာမည်ဘလို့ခေါ်တော့ကျမအိမ်ကိုဘာဖြစ်လို့သိမ်းနေတာတော့ ငါ့ကိုမျက်စိလဲအောင်မလုံးနဲ့မလှည့်စားနဲ့နော်ဒီခန္ဓာကိုယ်ကနာမျိုးဖြစ်เสียရလား အမလဲအပေါင်ကြီးဒါမဲ့လေဒီကောင်မတော့ကျမတယောက်တည်းရှိတယ်ရှားပါကုန်ပေါ့နာမည်လည်းမထောင်တော့နောင်နောင်နဲ့အမောလေးလေရှားပါကုန်နဲ့မှပါတယ်တိလားဟိုကလေဒီလိုခစ်ကြီးထဲမှာဒီလိုအစင်းမျိုးကတွေ့ရခဲ့တယ်ဟာကျမကိုရင်ယူလိုက်အဲ့ဒါဆိုမောင်ဒီကိုငွေရပြီ အာမယူဘူးမယူဘူး ခုနသိမ့်မယ်ဆို အာမသိမ့်ဘူးလို့ မိုက်တယ်ဆို မမိုက်တော့ဘူး ကြိုက်တယ်ဆို မကြိုက်ပါဘူးဆိုလွတ်ပါ ခုနနှခါမပြောဘူးဆို အခါပြောတယ်ငါ့ကိုလွတ်မလွတ်ဘူးမလွတ်ဘူး လိုက်စား ကွာမီတော့ ဒါပါလေးလေ ကျမညီမဟင်ဇွတ်ကြားထားလေရှိပေါင်းသူ့ကိုသူယောက်ျားနဲ့တူတယ်ပေါ့နှခမ်းမိုးတွေလည်းခဲတဲ့နဲ့ဆွဲလို့ဆိုရဲကျမလည်းလေသူ့ကြောင့်ဇွတ်ကြားနေရတာပြဒီရွာမှာဆိုလေဇွတ်ကြားမောင်နှမဆိုလေတရွာလုံးတည်တယ် ကိုင်းဘာလဲကြားနေ ဟဲ့ငါပြောမဟုတ်သူလားပြောနေတာ तू ကလေအိမ်ကိုသိမ်းမလို့တဲ့အိမ်ကိုပဲမသိမ်းနဲ့လို့လူပါသိမ်းလို့ညီအိမ်မိုးကဆင်းတော့ရေငါယောက်ျားရပြီ အာမလွတ်မလေးဒီလိုစင်လို့ရှာ အခုချက်ချင်းကြောက်တော့လိုက်စား ငါဖက်တယ်လားမဟုတ်ဒီမှာလေနင်းကိုယူလွတ်ခိုင်းလေ ကိုင်းဆက်ပေးလိုက်လေခမရဒီ